teacher ကိုပြောပဲပြောပါ teacher ဆက်ပြီးမယ်တမိုးဆက်ဟိုမှာဖြစ်ဘူးနော်ပြောပါ ဒီပါချက် ကိုပြောပါဘယ်ပြောပါလဲ 0.8 ဟုတ်ပြီ 0.8 okay ကဲပြောပါနောက်တစ်ခု3 1.4 okay စုလင်းရ4နဲ့ကျန်တဲ့လူရော hello ဒီမှာတူပါပဲဒီရလား 6.9 6.7 6.5 2.5 6.3 teacher ဘယ်လိုတွေများတွက်လာတော့2.5ပြရတာနော် 6.3 ပါ okay ကဲနောက်တစ်ယောက်ပြောပါ5 1 that 0.5 1 2.5 okay 2.5ရပြီနော်ဒီဒါဆိုရင်သူ့ရဲ့ temperature rule တွေရှင်းလို့ရအောင်ကဲအရင်ဆုံး 0.2 0.4 0.6 0.8 ဆိုရင်သူ့ရဲ့ temperature rule တွေပါဖြစ်မယ် plus 2 plus 2 plus 2 မဟုတ် plus ပါလေ 0.2 ဟုတ်ပြီနော်ကဲနောက်တစ်ခုကဲပါလေးနဲ့3 1.4 3 1.2 3 3.4ကဲဒါဆိုသူကြောင့်အဲ့တော့ပါရပါလေ 1.4 ကနေ 1.2 ရပါလားဆိုတာဒီပါကွာပါလေ 1.4 ပေါင်းလိုက်တာအဲ့တော့ 1.4 ကနေ 1.2 ဖြစ်သွားတာဆိုဘယ်လိုရောက်ပါလဲ 1.4 ပေါင်းထားတာအဲ့တော့ဒီမှာ 1.4 ပေါင်းတော့မှပါရမှာလေဒီနှစ်ခုက1အဲ့တော့မှ3နဲ့1နဲ့ဆိုမှ4ရတာအဲ့တော့သူကောင်းရပါလေသူရဲ့ rule ဒီပါလေ plus 1.4 add 1.4 ရေးတာရေးတာလို့မရအောင်လို့စောင်းပေါ့ဒါပြီးတော့ add 1.4ကဲနောက်တစ်ခုပြောပါ 6.9 6သူကကြတော့ 0.5 temperature rule တွေအဲ့လိုတွေမသုံးဘူးဘယ်လိုသုံးတာလဲ divide တာလဲ on subtract ဟုတ်နော် subtract ပါအောင်လုပ်လိုက်တာလေ subtract 0.2 ဒါပြီးတော့ 0.2ကဲနောက်ဆုံးဆိုရင်ပြောပါ အားကြတော့plus 1 by 1 by 3ပြောတာ plus 1 by 3 add 1 by add 1 by 1တကဲနောက်ဆုံးဘာဖြစ်မလို့ ကadd 2.5 add 5 0.5 add 0.5ဒါပြီးတော့ပါလေ add 0.5ကဲကျွေးတော့find the position to turn row for the sequence in the table press the correct answer ဒါလေးကိုကြည့်လိုက်ခဲ့ရွေး choose add 7 or multiply by 7 multiply by 6 and add 1ကဲကြည့်ပါ choose the correct one multiply by 7 multiply by 7 by 7 okay ပြောရအောင်ထည့်လိုက်ပြီနော်အဲ့တော့မှန်ဒါပြီနော်အဲ့သူကပါလဲ7 9 9 7ဆိုတော့စင်ကြည့်ပါ okay ကဲနောက်တစ်ခု each square or cube number ကဲဖြေပါ 9 power 2 equal to 81 81 3 power 1 is 36 equal to 36 ဖြေပဲ 5 ပြောပါ power 2 is equal to 125 125 okay ရပြီနော်ကဲနောက်တစ်ခုအဲ့တော့ give some example along with your answer ကဲကြိုက်တဲ့ဟာကိုတွဲပြီးတော့ဆွဲတင်ခိုင်းတာအဲ့တော့နေဒီကောင်ကို screen ကိုဘယ်လိုလုပ်အနည်းငယ်မြင်တဲ့ဟာကြီးကြည့်ပါနော် ဒီလေးစစ်ကြ16 40 16 40တမျိုးပြောတာထည့်လိုက်နော် 20 20 okay 20 20 24 24 24 and 28 28 28 28 ကောင်းလိုက်လား 32 and 32ဒါကြောင့်ပါဦးလေ ကြည့်အောင်နော်ကြည့်အောင်ဒီဘက်ချမ်းလေးလည်းရှိသေးတယ်ကြည့်ပါ 48 48ပါဦး36 okay 36 42 Oh yeah ပါဦးလေ ကဲပြောကြမှာ 24ယူမှာရှင် 6တဲမှာလား ဟုတ်တယ်ကျမ 24 24 ထဲမှာ I 30 32 ဒီဘက်ကိုလားဒီဘက်ကိုလား ဟုတ်6တဲမှာ30 okay ကဲနံပါတ်ထည့်ခြင်းသေးတယ် 40 18 18 18ကဲ3ခွက်နောက်တစ်ခွက်လိုသေးတယ် 42 42 ဒီခါကျရင်ချက်ဟို3 4ထဲမှာကျတော့ချက်32ကိုချက်မယ်ချက် ကဲဟုတ်ပြီလား ဟုတ် ဒီစားကြည့်ပါ ဘေးရှိတော့ အားလုံးကပ်ပြီလား ဟုတ် တက်ပြီချက် ပြင်ပြောနော်
Okay check your answer okay Yes. ကဲနောက်တစ်ခုကြည့်အောင်ကဲဒီတစ်ခါပြချထဲတော့နော် Factor လေ factor ဆိုတော့မှန်အောင်ထည့်နော် အဲ့ဒီနှစ်ခုတိုက်တဲ့ဟာအရင်ထည့်လိုက်ပါအဲ့ဒါဆိုတမျိုးလွယ်ပါလိမ့်မယ်24 36 4 4 ဘယ်မှာလဲ 4ဒီမှာ4လား ဟုတ်ပြီ မဟုတ်ကျဲဟုတ်နော် oh both မှာ okay 4 and then 8 8 8 ကဲပြောပါ 2 2တဲ့ဒီချက်8မဟုတ်ဘူးကျဲ 6 8မဟုတ်6 အဲ့ကိုပဲပို့မယ်အဲ့ဒါဆို8မပို့ဟုတ်ဆို8ပဲပို့မယ် 24ကိုမယ်ကျဲ ဟော8က24ပို့မယ်လေ okay ပြီးကြရင်နောက်က ပြောပါ 1 Where go? One bell boom. One. One goes. okay ပြောပါပါ 3 Check. 3ရပဲထဲလိုက် 12 အော်ဆိုထရကောမီလာဟိုဘက်ဒီနှစ်ခုကြံသေးတယ်ဒီဘက်နှစ်ခု Holy. 12 ka 36 လေးဆို 5က36 3နဲ့12က36ကိုသွားမှာ 3နဲ့ပဲอ่ะ 12 3နဲ့12 ဟုတ်ကြ8နဲ့9က36ကိုတော့ ဟမ် ကိုအဲ့36လေး ဟုတ်တယ်လေ စစ်စစ်နဲ့36လေး ဒီလိုရှိ တက်ရှင်တာလေးလေ ရပြီလား အမဟုတ်ချေဒီချက်က18က36ကိုတော့မှာချေ 18က36ကိုပြောပါ okay ဒါဆို36ကဘာလို့ โอเคရပါပြီ 36က8ကိုပြောမှာချေ 36က8ကိုတော့မှာလေ မဟုတ်ဘူး24က8သွားမှာ 8က24ကိုတော့မှာပြောပါဟဲ့ 36ကိုတော့ 36ကိုသွားလိုက်ပါရဲ့ မကြည့်တော့နော်36ကို9နဲ့ရတယ်18နဲ့ရလားဒါတွေရောဘိုးကနှစ်ခုလုံးပြည့်ထားရဲ့ကြည့်25 36 okay check your answer yes yes okay yes yes ရပြီနော်ကဲဒါဆိုရင်